အောင်မြင်တဲ့ brand တိုင်းမှာအလဲအပြောင်းဆိုတာရှိတယ် campaign တွေကြောင့်မဟုတ်ဘူး policy တွေကြောင့်မဟုတ်ဘူးသုံးဖြတ်ချက်တွေကြောင့်ဖြစ်ပါတယ်2009ခုနှစ်မှာ Netflix ကတော်တော်ကိုကြောင်တောင်နိုင်တဲ့ဆုံးဖြတ်ချက်တစ်ခုချခဲ့ပါသူတို့ကအဲ့ဒီအချိန်မှာ DVD တွေငှားရမ်းတဲ့လုပ်ငန်းလုပ်နေတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအရန်ကို risky ဖြစ်တဲ့အလုပ်တစ်ခုပေါ်မှာသူတို့ရဲ့ငွေပုံအောလိုက်ပါအဲ့ဒါကတော့ streaming ပါအဲ့ဒီအချိန်မှာ internet တွေဆိုတာလည်းအရန် weak ဖြစ်တဲ့အချိန် customer တွေကလည်းအဆင်သင့်မဖြစ်သေးတဲ့အချိန်ဖြစ်ပါတယ်ဒါပေမဲ့ Netflix ကဒီတစ်ခုကိုလေးနက်တည်ထားတယ်တက်တာနေရင်ပိုကောင်းတဲ့အနာဂတ်ဆိုတာရှိလာမှာမဟုတ်သူတို့က DVD company တစ်ခုလိုတွေးနေတာရပ်လိုက်ပြီးတော့ media company တစ်ခုအနေနဲ့စပြီးတော့တွေးလာကြတယ်သူတို့ရဲ့ competitor တွေလုံးဝပျောက်ကွယ်သွားတယ် Netflix ရဲ့အောင်မြင်ခဲ့တဲ့ story ဟာ marketing ကောင်းရုံနဲ့မဟုတ်ပဲမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုအချိန်စောပြီးတော့ချနိုင်နေတာကြောင့်လည်းဖြစ်ပါတယ်10 minutes စာ marketing မှာ